ဒီနေ့ပြောပြပေးချင်တာကလန်ခီမှာကားဆိုင်ကယ်မောင်းရတာဝါရဏပါတဲ့သူတွေဒါမှမဟုတ်အလုပ်ကိစ္စနဲ့ခရီးခဏခဏတွားရတဲ့သူတွေအတွက်မရှိမဖြစ်စောင့်ထားတဲ့ပစ္စည်းလေးတစ်ခုအကြောင်းပါအဲ့ဒါကတော့တာယာဖာကရိယာ emergency tire repair kit လေးပါပဲအဲ့တော့စဉ်းစားကြည့်မိတ်ဆွေကမြို့ပြင်လမ်းမကြီးပေါ်မှာဒါမှမဟုတ်တောလန်တစ်ခုထဲမှာကားမောင်းနေရုတ်တရက်တာယာပေါက်သွားမယ်ဘေးပတ်ဝန်းကျင်မှာ workshop လည်းမရှိကိုညီမဲ့တူလည်းမရှိအဲ့ဒီချိန်မှာစိတ်ညစ်ရတာထက်ပိုဆိုးတာကဘာရှိအောင်မလဲအထူးသဖြင့်ညာဘက်ဆိုရင်ပိုဆိုးတယ်အဲ့ဒီလိုရေးပေါ်အခြေအနေမျိုးမှာဒီတာယာဖာကရိယာတွေကမိတ်ဆွေရဲ့ကယ်တင်ရှင်ဖြစ်လာပါလိမ့်မယ်ဒီကရိယာလေးကတစုံမှာတာယာပေါက်တဲ့နေရာကိုပြန်ပိတ်ပေးမဲ့ rubber တောင့်လေးတွေအပေါက်ကိုချဲ့ပေးမဲ့ကရိယာ rubber တောင့်ကိုထည့်ပေးမဲ့ကရိယာနဲ့ကော်ဘူးလေးတွေပါဝင်တယ်အသုံးပြုပေါ်နဲ့ရမ်းလွယ်ပထမဆုံးတာယာမှာစူးနေတဲ့တန်ဒါမှမဟုတ်အချုံကိုဖယ်ရှားလိုက်ပြီးရင်ပါဝင်တဲ့ကရိယာလေးနဲ့အပေါက်ကိုနည်းနည်းချဲ့ပေးလိုက်ပြီးတာနဲ့ rubber တောင့်လေးမှာကော်နည်းနည်းတုပ်ကရိယာတွေထည့်ပြီးအပေါက်လေးကိုတွန်းထည့်လိုက်ရုံပဲအထဲရောက်သွားရင် rubber တောင့်ကပြန်ထပ်သွားပြီးအပေါက်ကိုလုံအောင်ပိတ်ပေးလိုက်မယ်မိနစ်အနည်းငယ်အတွင်းမှာပဲတာယာကိုကိုယ်တိုင်ပြန်ဖာနိုင်ပြီးခီးကိုဆက်တွားနိုင်မှာပါဒီကရိယာလေးဟာဆက်ပြင်စရာမဟုတ်ရင်တောင်အလွယ်တကူအတုံးပြနိုင်အောင်ဒီဇိုင်းထုတ်ထားတာပါဒါကြောင့်ခီးမတွားခင်မှာမိတ်ဆွေကားထဲမှာဒါလေးတစ်ခုကိုစောင့်ထားဖို့မမေ့ပါနဲ့ရေးပေါ်ချိန်တွေကဘယ်အချိန်မှဖြစ်လာမလဲဆိုတာဘယ်သူမှမသိနိုင်ဘူးဒါပေမဲ့ဒီလိုအတုံးဝင်တဲ့ကရိယာလေးတွေစောင့်ထားခြင်းအပြင်ကျွန်တော်တို့ဟာအဲ့ဒီအခြေအနေကိုစိတ်အေးချမ်းသာစွာနဲ့ကြော်လွှားနိုင်မှာပါဒီနေ့ကစပြီးမိတ်ဆွေရဲ့ကားထဲမှာတာယာဖာကရိယာလေးတစ်စုံစောင့်ထားတင်ပါတယ်အားလုံးပဲဘေးအန္တရာယ်ကင်းကင်းနဲ့ခီးတွားနိုင်ကြပါစေစိတ်ဝင်စားလို့မာဂျင်နဲ့ဆိုရင်ကျွန်တော်တို့ MDH ကိုလည်းချိန်မြွေဆက်တွယ်မောင်းနိုင်ပါတယ်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ